ထားလို့မရအများဒီကကျတော့ကျွန်တော်တို့2014 Honda Fit ကျွန်တော် GB3 ပါနော် Honda Fit ပေါ့ကျွန်တော် Honda Fit GB3 ဒီကောင်လေးကိုကျတော့ကျွန်တော်အခု review လေးပေးမယ်နော် Okay ဒီဟာလေးကကျတော့ကျွန်တော်တို့နည်းနည်းတော့ပြည့်ရလို့ပြောရမယ်ဒီတော့မှကျတော့ style line နဲ့တော့ပဲ style line ဖြစ်မယ် style line ဖြစ်မယ် Nelly Pona ဘာညာလေးတော့ရှိတယ်နော် Pona ဒါဘယ်လိုဖြစ်နေလဲပုံလို့ပါလို့ပါပဲ Okay တော့ high range Okay ဒီကောင်လေးကြောက်လေးပါမယ် Okay ထဲထဲပြမယ်နော်ထဲထဲကျတော့ဒီကောင်လေးကျတော့ကျွန်တော်တို့slide နှစ်ချက်နဲ့နော်ဒီကောင်မှာကျတော့ကျွန်တော် slide နှစ်ချက်ရှိမယ် sparky ဖြစ်မယ်ဟုတ်ကဲ့ခင်ဗျဒီမှာကျတော့ကျွန်တော်တို့ CI volume နှစ်ဖက်ပါမယ်နော် CI volume နှစ်ဖက်ပါမယ်ပြီးရင်ကျွန်တော်တို့ကီလိုကကျတော့3,000ကျော်မယ်3,800ဝန်းကျင်ရှိမယ်ကျွန်တော်ပြီးရင်ဒီ TV ပါမယ်နော်ဒီရဲ့နောက်လိုက် TV ဖြစ်မယ် Okay နောက်ကကျတော့ကျွန်တော်ဖုန်း3နဲ့ဖြစ်မယ်ဖုန်းနဲ့ဖြစ်မယ်ဆိုတော့ကျွန်တော် slide လေးနဲ့တော့ဆန်းပြီးမယ်နော် slide လေးဆန်းကြည့်ပြီးမယ် Okay slide လေးလုံးလုံးတယ်နော် slide လေးတော့လုံးလုံးပါတယ်ဟုတ်ကဲ့ခင်ဗျာနော်ဒီဟာလေးကကျွန်တော်နောက်3ခုတန်းမှာနော်3ခုတန်းမှာဆိုတော့မဆိုးပါဘူးကားလေးရတော့နော်โอเคကဲဟုတ်ကဲ့ခင်ဗျာနော်ဒီဟာကျတော့ကျွန်တော်တို့နောက်ကလေးပါနောက်ကပါနော်နောက်ကရိုက်ပြပေးထားတာပါရိုက်ပြပေးထားတာပါကားတော့လှပါတယ်နော်ဟုတ်ကဲ့ပါချစ်ပြီးလို့ကျေးဇူးတင်ပါတယ်